အမျိုးသမီးတွေကိုယ့်ရဲ့ private area ရရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးမယ်။တင်ချက်အနေနဲ့ရေတန့်တန့်လေးနဲ့စေးကြောပါရေတန့်တန့်လေးနဲ့တဘာဝရေတန့်တန့်လေးနဲ့စေးကြောပါနှင်းချက်အနေနဲ့ကတော့ဓာတုပစ္စည်းတွေမှာပါဝင်တဲ့အမျိုးသမီးတက်စင်စိတ်ရည်လေးတွေနဲ့ပဲစက်ပြလေးတွေနဲ့ပဲစေးကြောပေးဖို့ပြောချင်ပါတယ်။စက်ပြချမ်းကြီးတွေနဲ့လုံးဝမစေးကြောရပါဘူး။နောက်တစ်ခုအနေနဲ့ကတော့ခြီသားအတွင်းကန်လေးတွေဝစ်စင်မှာပူအိုက်တဲ့အတွင်းကန်တွေကိုလုံးဝမဝစ်စင်ရပါဘူး။နောက်တစ်ခုကရရံမှုကိုတက်တာစေတဲ့အိတ်တွင်းနီးလက်ကောင်းလေးတစ်ခုလည်းအရင်ကမြောက်ပေးပါမယ်။တဘာဝအုံးစီပေါ့နော်တဘာဝရတဲ့အုံးစီအနှံ့နေပါရေးထည့်ထားတဲ့အုံးစီမျိုးမဟုတ်ပဲတဘာဝအုံးစီလေးကိုလိမ့်ပေးမယ်ဆိုရင်ရရံမှုကိုတက်တာစေပါတယ်။ရေခဲဝစ်ကပ်ပါရေခဲဝစ်ကရရံမှုနဲ့ရောင်ရမ်းမှုကိုတက်တာစေပါတယ်ဘလိုတွေရှောင်ရမလဲဆိုလို့ရှိရင်ရေမွေးဖြန်းတဲ့ spray တို့ဘာလို့ကိုယ့်ရဲ့ private area ကိုလုံးဝမဖြန်းရပါဘူးအလွန်ကျက်တဲ့အတွင်းကန်တွေကိုမဝဲကပါဘူးဘက်တီးရီးယားတွေကိုပို့ပြီးတော့ပေါက်ဖွားစေပါတယ်နောက်တစ်ခုအနေနဲ့ကတော့ရရံမှုကိုတက်တာစီမှုကဟောဒီက vegan sealant လေးကိုတစ်နေ့ကို2ကြိမ်ပုံမှန်လိမ့်ပေးမယ်ဆိုရင်လည်းရရံမှုကိုတက်တာစီပါလိမ့်ရှိ vegan sealant လေးကိုလိမ့်ချင်တဲ့ကိုကအမျိုးသမီးကျန်းမာရေးအတွက်ဒါလေးတွေကိုသုံးဖို့လည်းမနှက်မျောပါနဲ့နော်ဒါလေးကိုသုံးချင်တယ်မှားချင်တယ်ဘယ်လိုဝယ်ရမလဲမသိဘူးဆိုတဲ့မမတွေအတွက်ကိုအီလီကပြောပြပေးမယ်အီလီရဲ့ TikTok series Messenger ကနေလည်းမှာလို့ရပါတယ်ဖုန်းဆက်မှာယူမယ်ဆိုရင်လည်းဖုန်းနံပါတ်969448ကနေဆက်သွယ်မှာယူပါမြို့နယ်နယ်ကိုအီလီကအိမ်ရောက်ငွေချီလဲပို့ပေးပါရရှင်